န်ခုံသွားတဲ့နွားနဲ့စနိုက်ကြော်မတွေကိုပညာပြတဲ့နည်းကိုပြောပြမယ်နော်အဲ့တော့ကိုရှိပါလျက်နဲ့လာပြီးတော့ပိုင်စိုးပိုင်နက်နဲ့စနိုက်ကြော်တဲ့စနိုက်ကြော်မတွေနဲ့ကိုစီကနေတစ္ဆာဖောက်ပြီးတော့ခြံခုံသွားတဲ့ကောင်တွေကောင်မတွေအတွက်ကိုပညာပြတဲ့နည်းကိုသင်ပေးမယ်အဲ့တော့ဒီနည်းကလူတိုင်းလုပ်လို့ရတယ်လို့ဓာတ်ပုံရှိုံနဲ့လည်းလုပ်လို့ရတယ်ဓာတ်ပုံမရှိလည်းလုပ်လို့ရတယ်အခုသင်ပေးပါမယ်အဲ့တော့ကိုစီကနေပြီးတော့ထွက်ခွာသွားတယ်ကိုတစ္ဆာဖောက်သွားတယ်နော်ကိုနောက်ကျောကိုဓာတ်နဲ့ထိုးသွားပြီးတော့ဘယ်လိုခေါ်မလဲဖောက်ပြားဖောက်ပြန်ပြုတ်သွားပြီးတော့နောက်လူတစ်ယောက်နဲ့ပျော်ရွှင်အေးချမ်းသားရနေတယ်ဆိုရက်စုံရွဲတွေနော်ဖောက်ပြန်သွားတဲ့တစ္ဆဖောက်တွေကိုဒုက္ခပေးတဲ့တစ္ဆဖောက်တွေကိုပညာပြတဲ့ကွဲကွာစေတဲ့နိလန်တစ်ခုကိုသင်ပေးပါမယ်အဲ့တော့ကိုတိုင်ကကာမပိုင်မယားဖြစ်တယ်ကာမပိုင်ယောက်ျားဖြစ်တယ်ကိုယ့်ရဲ့အိမ်နောက်ဘက်ကိုယ့်ရဲ့လင်သားသို့မဟုတ်ကိုယ့်ရဲ့ဇနီးရကိုရှိပါလျက်နဲ့ကိုနဲ့တရားဝင်ယူထားပါလျက်နဲ့ဖောက်ပြန်သွားတယ်အဲ့ဒီကောင်နဲ့ပတ်သက်နေတယ်အဲ့ဒီကောင်မနဲ့ပတ်သက်နေတယ်အငယ်နှောင်းထားနေတယ်ဆိုတဲ့ကိစ္စမျိုးတွေကိုအမြင့်ပြက်ခြေမုံပြီးတော့ရှင်းလင်းတော်နည်းဖြစ်ပါတယ်တမီးစားများလည်းလုပ်လို့ရတယ်လို့အိမ်နောက်ဘက်အိမ်နောက်ရေးရာကိစ္စများမှာလည်းဆောင်ရွက်လို့ရပါတယ်အဲ့တော့ဓာတ်ပုံရှိရင်ဓာတ်ပုံနှစ်ပုံလို့တယ်ကိုယ့်ရဲ့ချစ်သူကိုယ့်ရဲ့အိမ်နောက်ဘက်ရဲ့ဓာတ်ပုံနဲ့တစ်ဖက်ကကိုရှိပါလျက်နဲ့တီးတီးလျက်နဲ့နော်လာရောက်ဖောက်ပြန်ပြီးတော့ပတ်သက်နေတဲ့သူရဲ့ဓာတ်ပုံနော်ဓာတ်ပုံနှစ်ပုံလို့တယ်ကွဲစေလို့သူရဲ့ဓာတ်ပုံနှစ်ပုံပေါ့နော်သူတို့ရဲ့ဓာတ်ပုံနှစ်ပုံကြောချင်းခိုင်းရတယ်နာမည်သိရင်ဓာတ်ပုံမှာနာမည်တွေရေးနင့်နံသိရင်နင့်နံတွေပါရေးကိုဖြစ်ချင်တာကိုရေးအမြန်ကွဲစေအမြန်ပြက်ဆဲစေရေးကြောခိုင်းရမယ်ကြောခိုင်းပြီးတော့အဲ့ဒီဓာတ်ပုံမှာရေးရမယ့်မှန်တယ်ရှိတယ်စော့ပန်အနီးရှိရင်ပိုကောင်းပါလေစော့ပန်အနီးနဲ့ရေးရတယ်ဘာမှန်တယ်လဲဆိုတော့အုံဇောဂနီရက်ခေါ်အန်တော်သွားဟဆိုပြီးတော့ကိုယ့်ရဲ့အိမ်နောင်ဘက်ရဲ့ဓာတ်ပုံမှာလည်းရေးတစ်ဖက်ကမယငယ်ဆိုမယငယ်လင်ငယ်ဆိုလင်ငယ်ပေါ့လာရောက်ဖောက်ပြန်တဲ့သူလာရောက်ပတ်သက်တဲ့သူရဲ့ဓာတ်ပုံမှာလည်းရေးပြီးတော့အဲ့ဓာတ်ပုံနှစ်ပုံကြောချင်းခိုင်းပြီးတော့မီးရှို့လိုက်ရတယ်မီးရှို့တဲ့အချိန်မှာလည်းအဲ့ဒီမှန်တန်ကို38ခေါက်ရွတ်နာကြီးချက်အပြည့်နဲ့နင်တို့အားလုံးအခုချိန်ကစပြီးတော့ကွဲစေကွာစေဘယ်တော့ခါမှပတ်သက်ခြင်းမရှိစေနဲ့ရာသက်ပံလမ်းခွဲစေမုံတီးကြစေကိုကမှန်ကန်တယ်လေကိုမှန်ကန်ရတယ်ဘာမှကြောက်စရာမလိုဘူးကိုကတော့အငယ်ဖြစ်ပါလျက်နဲ့သွားလို့မရဘူးနော်ကိုကိုပဲသေချာပေါက်ပြန်ပြီးတော့လာရောက်ထိခိုက်မှာဖြစ်ပါတယ်တံပြန်မှာဖြစ်ပါတယ်ကိုကမရကြီးဖြစ်တယ်တရားဝင်ဖြစ်တယ်ဒါကိုကိုနောက်ကမှဖောက်ပြန်တယ်ဆိုတဲ့ကိစ္စမျိုးတွေကိုဆောင်ရွက်ရတော့ပညာကံဖြစ်ပါတယ်ကိုမှန်ကန်မှစီမံလို့ရတဲ့ပညာဖြစ်ပါတယ်အဲ့လိုရှုပ်လိုက်ပြီးဆိုနောက်ဆုံးမှာပြာတွေကြံခဲ့မယ်အဲ့ဒီပြာကိုထမင်းရယ်ဟင်းတစ်ခုခုရယ်နဲ့ရောနယ်ပြီးတော့လမ်းလေးကွာဆုံးသို့မဟုတ်တနေရာမှာခွေးစာသွားကျွေးလိုက်ပါသူတို့နှစ်ယောက်ချက်ချင်းရပ်ပိုင်းတွင်ပြဿနာတွေတက်စကားတွေများဒုက္ခတွေရောက်ပြီးလမ်းခွဲသွားကြပါလိမ့်မယ်ကိုယ်တိုင်မှန်ကန်ပြီဆိုလှုပ်လိုက်ပါချင်းသေးပေါက်ထူကြသောရေရာအစီရင်ဖြစ်ပါတယ်